ကွယ်ကိုထွက်သွားတော့မယ်ကျန်နာသူနဲ့ဝေးရဝေးဝေးဝေးလုံးသားကနာကျင်စွာနဲ့နောက်ဆုံးနှုတ်ဆက်ခဲ့ကိုလိုချင်ခဲ့ဆုံးအရာဘဝမှာချစ်ချင်းမြတ်တာရာရင်ပိုင်ဆိုင်ခွင့်မရှိတော့ဆွေ